အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တက်ခဲ့ရတဲ့ပြဿနာတစ်ခုအကြောင်းပြောပြချင်တယ်ပေါ့နော်အခုလောလောဆယ်မှာကျွန်တော်ကတော့နိုင်ငံခြားမှာနေနေရပါပေါ့နော်လွန်ခဲ့တဲ့6လလောက်တော့ဆိုရင်တစ်ပတ်ကိုနိုင်40 50လောက်လှုပ်လှုပ်ခဲ့ရတယ်အဲ့လိုလှုပ်တဲ့အခါမှာအိမ်ပြောင်းလာတဲ့ခါကျရင်ပင်ပန်းနေပြီပေါ့နော်ဒါပေမဲ့လည်းကိုတင်ရမယ့်အရာရှိတယ်ကိုတင်ချင်တဲ့အရာရှိရပေါ့နော်အိမ်တော့ဆိုရင်ကျွန်တော် coding တို့SCD တို့ဆိုရင်ပြန်လေ့လာခြင်းတယ်ပေါ့နော်ပြန်လေ့လာခြင်းတဲ့အခါမှာကျွန်တော်ထုံးစံအတိုင်းပေါ့နော် YouTube ကိုသွားတယ်ရှာတယ်ဗီဒီယိုတစ်ခုကြည့်ရဲဒါပေမဲ့ဒီကလှုပ်တာလှုပ်နေရပေါ့နော်လမ်းပျောက်နေရဆရာလည်းမရှိတဲ့အခါမှာပြီးတော့recording lesson တွေဆိုတော့ခါကြလို့ရှင်မလုပ်ဖြစ်ဘူးပေါ့နော်စီကံလည်းတိတ်မရှိရပါတော့အဲ့ဒါနဲ့ကျွန်တော်က okay အဲ့ဒါဆိုလို့ရှင်တော့ငါFacebook တို့ဘာလို့မှာပဲအတင်းနဲ့ like အပ်ကြည့်မယ်ပေါ့နော် like ရှာကြည့်မယ်ဆိုတော့ကျွန်တော် Facebook မှာသွားရှာရဲအဲ့တော့အတိုင်းတွေ့ရcoding တန်းတွေ့ရ SCD တန်းတွေ့ရဒါပေမဲ့ပြဿနာကသူတို့ကမြန်မာနိုင်ငံအချိန်နေနဲ့မြန်မာနိုင်ငံညပိုင်း8နာရီတို့ဘာလို့လောက်တာအချိန်ဆိုရင်ကျွန်တော်ဘက်မှာမနက်ပိုင်း8နာရီမနက်9နာရီလောက်ဖြစ်နေအဲ့တော့အဲ့လိုသွားမယ့်အချိန်ဖြစ်တဲ့အခါမအားဘူးပေါ့နော်အဲ့တော့ group class တွေကျွန်တော်တက်ဖို့အခွင့်အရေးမရခဲ့ဘူးပေါ့အဲ့လိုမရတဲ့အခါမှာ okay အဲ့ဒါဆိုလဲငါ1 on 1တွေလိုက်ရှာကြည့်မယ်ပေါ့နော်1 on 1ဆရာလိုက်ရှာကြည့်တယ်မေးကြည့်တယ်အဲ့မဲ့တော်တော်များနဲ့သူတို့အချိန်နဲ့ကိုယ့်အချိန်တွေကမကိုက်တာပါတယ်ကျွန်တော်ကလည်းတစ်ပတ်မှာဒီတမတ်တစ်ပတ်မှာ9နာရီ6နာရီလောက်တခါကျရင်အားတဲ့ပုံစံမျိုးလည်းဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့သူတို့အားတဲ့အချိန်ရှိပြန်တော့လေအချိန်ကနည်းနည်းဈေးကြီးနေရပေါ့နော်အဲ့လိုမျိုးပြဿနာလေးကြုံခဲ့တယ်ပေါ့နော်ပြီးတော့တစ်ချိန်တည်းမှာလည်းငါပတ်စံပေးပြီးတော့တက်လိုက်မယ်ဆိုလို့ရှိရင်ရောဒီစားနဲ့ငါနဲ့အဆင်ပြေပါမလားပေါ့နော်အဆင်ပြေတဲ့ခါမှာဆိုရင်ရောငါ refund ပြန်တောင်းလို့ရလားသူတို့ refund policy ကောင်းရှိလားပေါ့ဒီလိုမျိုးပြဿနာလေးတွေကျွန်တော်အနေနဲ့အများကြီးဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကျွန်တော်အနေနဲ့အခုတက်တန်းဆိုတဲ့ company တစ်ခုကို startup တစ်ခုကိုလုပ်နေပါတယ်အဲ့ startup တွေမှာဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာတော့နောက် video ထဲမှာကျွန်တော်ပြပြသွားမှာပါအားလုံးကျေးဇူးတင်ပါတယ်